ဆယ်လိုက်ပါပြီပဲပြန်နဲ့ fish cake နဲ့ထည့်လိုက်ပါပြီဗျာကဲရေစုရဲပဲပြန်နဲ့ fish cake လေးနဲ့ထည့်လိုက်ပါပြီကဲပဲပြန်နဲ့ fish cake လေးနဲ့ဆယ်လိုက်ပါပြီကဲနောက်ဆုံးတော့ white choy ထည့်လိုက်ပါပြီဗျာ white choy ထည့်လိုက်ပါပြီ white choy blanching လုပ်ပါပြီဗျာကဲwhite choy blanching လုပ်ပြီးတော့ဒီထဲထည့်ပါပြီ white choy blanching လုပ်ပြီးရေခဲတွေထည့်လိုက်ပါဗျာဒီပါအချမ်းရပြီတူဘူး fish cake ရပြီဆောရပြီချက်သားရပြီဘုံရပါပြီခေါက်ဆွဲပါအဲ့တော့ကြေးဥပုံနဲ့ကြာစံမရှိတဲ့ခေါက်ဆွဲလေးနဲ့ကြေးဥစီချက်ပုံနဲ့လုပ်ထားမှာပါဝယ်ရုပ်စီပြပါချက်သားငုံဦးဒါတော့ဆော့ပါကြေးဥစီချက်အတွက် fish cake နဲ့တူဘူးပါ white choy ပါဒါတော့ကြာစံမရှိလို့ခေါက်ဆွဲပဲလေးနဲ့ပါထည့်ပါပြီကဲခေါက်ဆွဲလေးထည့်လိုက်ပါပြီဆော်လေးထည့်လိုက်ပါပြီဗျာထည့်ပါပြီထည့်ပါပြီထည့်ပါပြီစကီလေးထည့်ပါပြီတူဘူးထည့်ပါပြီ white choy လေးထည့်ပါပြီငုံလေးထည့်ပါပြီချက်သားလေးထည့်ပါပြီကဲဆော်လေးထည့်လိုက်ပါပြီဗျာဆော်လေးထည့်လိုက်ကဲဒါတော့ချင်းတုံလေးပါဗျာချင်းတုံလေးထည့်လိုက်ပါပြီကဲကြာစံမရှိတဲ့အတွက်ခေါက်ဆွဲငုံဦး white choy တူဘူး fish cake ချင်းလေးဒါတော့ချက်သားလေးပါကြာစံမရှိတဲ့ခေါက်ဆွဲပေါ်လို့တီးဦးစကြပုံနဲ့ပြပါပဲကဲရေတော့ဝယ်ယူစုပြရပါတော့ကဲတီးဦးစကြပုံစံလေးပါကြာစံမရှိတော့လို့ခေါက်ဆွဲလေးနဲ့လုပ်နေတာပါ white choy fish cake ချက်သားငုံဦးတူဘူးလို့ဖြစ်ပါတယ်